ရှူရင်းတာကတော့အတွဲတစ်လင်းမကြီးနဲ့အပိုင်းတစ်ဒီနေ့တွင်တငယ်ကြီးလေးယောက်ကကြီးကြီးတော့ကောက်ကြလေ၏စီးတော့ကောက်ကြမှာလူတွေအများကြီးပဲကောင်းထက်ကပြောလေ၏မလိုက်တော့မြင်မလိုက်ဘူးဆိုပြီးရင်တစ်ဖက်နှစ်ဖက်ဆောင်ရှူရဲဝေကပုံမုံတို့ရန်ဖြစ်တာကိုမြင်၍ဟုတ်ခွေးတဲ့ကြောင်တွေ့တာနဲ့ကြိုက်မနေနဲ့ပုံမုံဒီထက်၍စသည်ဟာဟာငါကကြောင်လေးနင်ကခွေးနင်ကမှခွေးမကောင်းထက်သည်ဟုတ်ခွေးနှကောင်ကြိုက်မနေနဲ့အေးအဆိုစီဒီကဘယ်လိုကောက်ရမှာလဲလူတွေအများကြီးပဲဟာကိုအေးဟုတ်ကြည့်နေစမ်းပါနေတော့ကထွေးလက်ဝေတီသူ့အင်းကြီးကိုကြွားလေ၏ငါပြစရာရှိတယ်ငါဘလက်ဖေးအင်ကြီးအစ်စ်ဝဲထားတယ်အကောင်မတော်တော်ကြွားရင်နော်ဟုတ်ပါထွေးလက်ဝေတီကြားတော့သည်ဘာပြောတာလဲဟေးဟေးဘာမှမဟုတ်ပါဘူးထိုးနဲ့ဇီးပင်ရှိရတော့တွားလေ၏လာ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 ဝါဒီလိုလူမရှိတဲ့အပြင်ကိုလိုချင်တာအိုးရှေမအောက်မှာအများကြီးပဲခလုံးပြီးကြီးတော်သည်ထိုချိန်ကြောက်တုံးကိုခလုံးတိုက်၍ဖန်လုံးလဲတော်သည်ဖန်လုံးလဲတော်သည်အာအမေအိုးလာလိုက်တာထိုချိန်အီးဘုံဘုံဒီမအောက်ခံနိုင်တော့ပဲဘုံဘုံဒီမအောက်ခံနိုင်တော့ပဲဘုံဘုံကြီးတော့အခြားသူများပါကြီးဆန်းလုံးဒီစိတ်မသိနိုင်တော့ပဲတော့ကြပါတော့အားလုံးကရီတာရက်လိုက်ကြသည် sorry ထိုးနဲ့ဘုံဘုံဒီဒီတီကောက်မြေးကြည့်သည်ကောင်းတာပဲဘုံဘုံကိုဖန်လုံးတို့ကကြည့်ပြီးစကြည့်လေ၏ဒါပေမဲ့သူတို့ကိုပုံပုံကြီးထဲလိုက်သည်ပုံပုံနေပါဦးလားအမလီပုံပုံဒီရင်မွန်းနေရဲ့ဟာကောင်းထက်ကပြောလေ၏ထားလိုက်တော့သူ့ဝင်းနဲ့သူပေါ်တခြားပင်သွားရှာမယ်အလုံးကလည်းကောင်းတက်ပြောတာကိုလက်ခံသွားလေ၏ထိုးချိန်ဟမ်ချွလက်ဝေသည်ခွေးတို့ဘောက်ကိုမြင်သွားသည်ချွလက်ဝေကပြောလေ၏ဟိုမှာဟိုတစ်ခေါက်ကလိုရနိုင်နေခါလုံးနဲ့ပုံမူကတားလေသည်မတိုးစားပါနဲ့ဇီးတိရှိမှရှိမှာအင်ကြီးလည်းပြဲနေဦးမယ်ဟာရှိုးလဲဝေကပြန်ပြောလေ၏ဒီစားပါငါဖြစ်တာနင်တို့ဖြစ်တာမဟုတ်ဘူးကောင်းတက်ကစိတ်ပြူသွားလေ၏အေးနေစကားအတိုင်းပေါ့ရှိုးလဲဝေကတိုးသွားလေ၏အာပချာပချီအာပချာတိုးတော့ဒီဘာဖြစ်သွားတာပါလဲရှင်းရှင်းကြည့်အောင်မွန်ဒီဒုက္ခကအဝတ်လမ်းပေးလေရော့ကျေးဇူးရှုလဝေဒီစီးတီးပေအောင်ရောက်တော့လေသူများကြီးကောက်ပြီးသွားပြီဖြစ်သည်ဟာရှုလဝေတင်ထွက်လာတော့မပြောဘူးလားမရှိတော့ပါဘူးဆိုထိုးချိန်တွင်စီးတီးကောက်ရတာမလွယ်ပါလားဖန်လေးဒီထားတော့ဒါဆိုဘလို့ကောက်ကြမှာလဲလူတွေများကြီးပဲဟာစီးရစိတ်ဝင်းရဲ့နောက်မှာအပင်တပင်ရှိတယ်အဲ့ဒါငါပဲသိတာသွားကြမယ်အဝေးကြီးပဲဟာလူကြီးတွေစုလိမ့်မယ်ဘာတောင်းဝင်ယူမှာပေါ့နင်တို့ကလည်းနင်းစကားနဲ့နင်းဒီပေါ့မတီးရင်မခေါ်ဘူးထိုနဲ့ကောင်းတဲ့တို့အဝဲဒီဇီးပင်ကြီးရှိရာတို့သွားကြ၏ထိုနဲ့အပင်ကြီးရှိရာတို့ရောက်သွားကြပါတော့တယ်ထိုချိန်ဖန်လုံးကအသေးတစ်ခုဝင်လာခဲ့သည်ဘုံမုံနင်ကအမြဲလေးပဲကြီးတယ်နော်ဟုတ်လို့လားတေချာစဉ်းစားအောင်မယုံနေတာကကိုပြောထားရင်တကယ်လို့တယ်နေမကြီးနဲ့အေးယုံကြည်စမ်းပါအေးထားလိုက်တော့ငါတုံးနဲ့လှုပ်ပေးမယ်နင်တို့ကထိုးနဲ့အားလုံးကကိုအလုံးနဲ့ကိုလုံးနေကြ၏ကောင်းထက်သည်ဒီဒီတွေကအကြီးကြီးပဲဟီဟီရှိုးလာဝေဒီ Oh my god အများကြီးပဲသူပြောတယ်လို့ပဲပေါ့ဒါပေမဲ့ထိုအသီးတွေအောက်မှာကောင်းထက်ရှိနေခဲ့သည်တူ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 အာအမလီငါရှိနေတာမမြင်ဘူးလား Oh sorry ထိုးချိန်မ sorry နဲ့နောက်သားရရှေ့ကြီးနောက်ကြီးထိုးချိန် Hey ဒီမှာကြည့်စမ်းဒီတီးတွေပြည့်သွားပါပြီ Happy 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 ဟဲ့ဗမာစားရမှာလေအတူလည်းမရှိဘူးပုံမုံကပြောလေ၏နိုင်မစားလေငါအတူပေးမယ်အမလီနေမိကဒီဒီရောစားခိုင်းလို့လားစိတ်ချပါငါအမေကပုံမုံပြောနေတော့မှာပဲပုံမုံတော့ကောင်းရဲ့ဟေးဟာအမေပုံမုံအမေဒီချောင်းကလည်းစိုးနေသေးတယ်နေကလည်းကြော်သေးတယ်လာခဲ့စမ်းတနေ့ချင်းတော့ကိုကြီးကြပါဦးနေပြောတော့စားခိုင်းနေဆိုပြီးတော့နေပြောရဲ့အတိုင်းဟုတ်ပါထိုးချင်းနေမလားနားလာပြီအာ
ရှိုးလက်ဝဲဒီပုံမလေးကြီးမှုကြောင့်နေမကြီးနဲ့ဟာပြီးတော့ဖန်လုံးဒီငါစိတ်ချက်တခုခုမားနေတယ်ကောင်းထက်ကဟာငါတို့စီစီပါသွားပြီဘသူလိုက်ရဲ့လေကြောက်တယ်မလိုက်ဘူး